ကဲတဲလီတို့ရေဒီနေ့အမပြောချင်တာကဘာလဲဆိုတော့အမတို့နှခမ်းနီပေါ့နော် listing နှခမ်းနီကအမတို့3ရောင်ထုတ်လုပ်ထားတယ်ပေါ့နော်မှုရင်းနာပဲနန်းနေရလဲအဲ့3ရောင်ထုတ်လုပ်ထားတဲ့အချိန်မှာဘယ်လိုရောင်ဘယ်နေရာမှာဘယ်လိုရောင်ကိုစိုးတင်လဲဆိုတော့ဒီနေ့မှနည်းနည်းလေး sharing လေးလုပ်မယ်ရှင်အဲ့တော့ Holly ကအနီရောင်လေးကဘယ်နေရာမှာစိုးတင်လဲဆိုတော့ဘယ်လိုလူတွေစိုးတင်တယ်ဆိုတာကိုအရင်ဆုံးပြောပြမယ်အနီရောင်လေးอ่ะဆိုလို့ရှိရင်ကိုယုံကြည်မှုအပြည့်ရှိရမယ်ရဲရင်ပြတ်သားထက်မြက်တဲ့မိမသားဆန်တဲ့အရောင်လေးလို့အမားတို့ကတင်စားခေါ်ဝေါ်ထားပါတယ်ရှင်ဒီဘက်ကပန်းခရမ်းရောင်လေးကတော့တဘာဝဆန်ပြီးနှွေးထွေးမှုရှိတဲ့အလှတရားတွေကိုပေးစွမ်းနိုင်တဲ့အရောင်လေးပဲဖြစ်ပါတယ်ရှင်ရုံသုံးဖို့ပဲဖြစ်ဖြစ်နေ့စဉ်ပုံမှန်စိုးဖို့ပဲဖြစ်ဖြစ်လိုက်ဖက်ပြီးယုံကြည်မှုအပြည့်အဝရှိတဲ့ပုံစံလေးကိုပေါ်လွင်တာဖြစ်ပါတယ်ရှင်ဒီအပေါ်ကရှားရောင်လေးကတော့ဘယ်လိုနေရာမှာစိုးတင်လဲဆိုတာကိုပြောပြပေးပါမယ်ရှင်ဒီရှားရောင်လေးကတော့အမားတို့ဒင်နာပွဲတွေညာပွဲတွေဒန်းတင်တွေညာပွဲမင်္ဂလာဆောင်တွေမှာညာပိုင်းအတွက်တည်တက်လေးစိုးတင်တဲ့ရှားရောင်လေးဖြစ်ပါတယ်ရှင်ဒီလိုစိုးခြင်းအပြင်ညာပွဲတွေမှာပေါ်လွင်မှုကိုအပြည့်ရသည်မှာဖြစ်ပါတယ်ကဲဒီလို3ရောင်လုံးကတော့အမျိုးသမီးတစ်ယောက်မှာရှိတင်ရှိတတ်တဲ့အရောင်လေးတွေပဲဖြစ်ပါတယ်ရှင်အဲ့တော့မှားယူခြင်းနဲ့ဆိုရင်တော့အမကိုအော်ဒါလေးမြန်မြန်တင်ဖို့တော့လိုအပ်နေပြီရှင်သိကျင်တာလေးပဲဖြစ်ဖြစ်မေးမြန်းကျင်တာလေးပဲဖြစ်ဖြစ်အမရဲ့ TikTok ချက်ပေါက်မှာလာရောက်မေးမြန်းဆုံသန်းနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်